ရန်ကုန်က IT ကုမ္ပဏီဝန်ထမ်းကိုစောဆိုတဲ့လူငယ်တယောက်ဟာရုံးပိတ်ရက်ရှိမှာရှမ်းပြည်နယ်ကိုစိုက်ခင်းနဲ့ခီးထွက်ခဲ့ပါတယ်။သူသွားချင်တာကရှုခင်းလာတဲ့တောင်ပေါ်ဒေသတွေပါ။တငယ်ချင်းတွေဟာတောင်ကြားလမ်းဘက်ကရှုခင်းလာတယ်။ရေတခေါ်လည်းရှိတယ်။ဒါပေမဲ့ညနေမစောင်းခင်ပြန်မအောင်တော့ညဘက်ဆိုအဲ့ဒီလမ်းမကောင်းလို့တတိပေးလိုက်ပါတယ်။ကိုစောကတော့နေ့လယ်လောက်ရောက်မယ်မှန်ပြီးခီးထွက်ခဲ့ပေမဲ့လမ်းမှာမိုးတွေတဲ့ရှုခင်းတွေငီးအခြေအနေကြက်ကြသွားခဲ့ပါတယ်။ညနေ3 နာရီခွဲလောက်မှာလမ်းဘေးကဖုန်းကြီးကျောင်းတစ်ခုကဝင်သားရီထမင်းစားပါတယ်။ဘေးကလူတယောက်ကဘယ်သွားမလို့လဲလို့မေးတော့တောင်ကြားလမ်းဘက်ခီးသွားမလို့ပါလို့ဖြေလိုက်ပါတယ်။အဲ့ဒီလူကညနေမဆောင်ကြီးမြင်သွားပါ။ညရောက်ရင်အဲ့ဒီလမ်းထဲမိုးပါနဲ့လို့တတိပေးပါတယ်။ကိုစောလည်းအမြန်စားကြီးဆိုင်ကမောင်းထွက်ခဲ့ပေမဲ့လမ်းတစ်လျှောက်မိုးတွေတဲလို့ရှေ့မဆက်တိုးနိုင်ပဲလမ်းဘေးကဇရဲပြက်လေးတစ်ခုမှဝင်ခိုလိုက်ရပါတယ်။ဇရဲထဲမှာကိုစောအပေါ်သွားပြီးပြန်လာတော့ဇရဲတိုင်မှာမီးရဲနေတဲ့အသက်40အရွယ်အမျိုးသမီးတစ်ယောက်တွေ့လိုက်ရပါတယ်။သူကထုတ်ထုတ်ကိုကင်ထားပြီးကိုစောကိုပြုံးရပါတယ်။ကိုစောကအမတောင်ကြားလဲရောက်ဖို့ဝေးနေသေးလားလို့မေးလိုက်တော့သူကကောင်းကင်ကိုမောကြည့်ပြီးညဘက်တောင်ကြားလမ်းထဲမသွားနဲ့လို့တခေါနဲ့ပြောပြီးရွာလမ်းဘက်ကိုထွက်သွားပါတယ်။မိုးတိတ်တော့ကိုစောဆံမောင်းခဲ့ပြီးမြဲတောင်ကြားလမ်းထဲရောက်တော့ည9 နာရီခွဲနေပါပြီ။ဘောင်းရင်တစ်ခုလုံးမောင်းဝဲပြီးမိုးဖွဲကြနေတာကအရန်ကိုခြောက်ချစရာကောင်းလို့ပါတယ်။တောင်ကြားလမ်းဆုံးရွာလေးတွေရွာနာရောက်တော့လမ်းဘေးသောဆက်ကနေအသက်90ရွယ်အဖိုးကြီးတယောက်အထုပ်ထုပ်နဲ့ထွက်လာပြီးလက်တားပါတယ်။ကိုစောလေးသနာလို့တင်ခေါ်လာခဲ့ပါတယ်။အဖိုးကြီးကငါ့ရဲ့ရေကရှေ့ရွာထဲမှာပါ။မိုးတွေရမ်းရွာနေရဲ့ဒီညငါ့အိမ်မှာပဲအိမ်သွားပါလားလို့ခေါ်ပါတယ်။ကိုစောလည်းမိုးချုံနေပြီမို့လို့အဖိုးကြီးအိမ်မှာပဲညာအိမ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ကခြေအောင်ပြေထောင်အိမ်ကြီးဖြစ်ပြီးအိမ်ထဲမှာအဖိုးကြီးပြင်အသက်20ရွယ်သမီးတယောက်လည်းရှိပါတယ်။သမီးဖြစ်သူကလက်ဖက်ရည်လာချပေးပြီးအိမ်ခန်းထဲဝင်သွားပါတယ်။ထူးဆန်းတာကည10 နာရီထိုးတဲ့အထိထမင်းစားဖို့မခေါ်လို့ဘယ်သူမှလည်းထွက်မလာကြပါဘူး။ကိုစောဘိုင်းစားလို့ပါလာတဲ့မုတ်ဝယ်စားပြီးအိတ်လိုက်ပါတယ်။ည7 နာရီလောက်မှာအမွှေးတိုင်နှံ့ရလို့လန်နိုးလာပါတယ်။အပြင်ထွက်ကြည့်တော့အိတ်ရှိခန်းမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့အိမ်နောက်ဘေးကနေကော်ပြားနဲ့မြေကြီးတူးတန်ကောင်းကောင်းနဲ့ကြားနေရပါတယ်။ကိုစောချောင်းကြည့်လိုက်တော့အဖိုးကြီးကမိုးရွာထဲမှာကျင်းတူးနေတာကိုတွေ့လိုက်ရပါတယ်။အမွှေးတိုင်နှံ့ကလည်းအဲ့ဒီထဲကလာတာပါ။ကိုစောကြောက်လက်ပြီးအိမ်ထဲပြန်ဝင်ကသမီးဖြစ်သူဝင်သားတဲ့အခန်းကိုတကားချက်ကနေချောင်းကြည့်လိုက်ပါတယ်။မြင်လိုက်ရတဲ့မြေခွေးကြောင့်ကိုစောသွေးပြတ်သွားပါတယ်။ကလေးပေါ်မှာအဖြူအောင်ဝင်းနဲ့အုပ်ထားတဲ့လူတွေအလောင်းတလောင်းရှိနေပြီးသမီးဖြစ်သူကအဲ့ဒီအလောင်းဘေးမှာထိုင်ပြီးရှာကြီးတငင်ငိုကြွေးနေတာကိုတွေ့လိုက်ရလို့ပါပဲ။ကိုစောအခန်းထဲပြန်ပြေးဝင်ပြီးဟန်ဆောင်ဖုံးပြောလို့လောက်ကမနက်မိုးလင်းအထိအိမ်မပျော်ပဲထိုင်ဆောင်နေခဲ့ရပါတယ်။မနက်4 နာရီလောက်မှာအင်ဂျီတွေမနှိုးခင်အထုပ်ဆွဲပြီးဆိုင်ကယ်နဲ့ထွက်ပြေးပါတယ်။မနက်ဝီလီအချိန်မှာဆိုင်ကယ်မောင်းနေရင်ဆိုင်ကယ်ကလေးလံလာပြီးနောက်ကနေတယောက်ယောက်ဆွဲထားလို့ခန်းစားရပါတယ်။နောက်ကြီးမှန်ကိုကြည့်လိုက်တော့ဆိုင်ကယ်နောက်ကမှအမဲရောင်ဝစ်စုံနဲ့မျိုးသမီးတယောက်ထိုင်လိုက်ပါလာတော့တွေ့လိုက်ရပါတယ်။သူမရဲ့ကြောပြေကကိုစောရဲ့ကြောပြေနဲ့ကပ်နေပြီးအေးဆက်နေပါတယ်။ကိုစောမျက်လုံးမိတ်ဖျားစာကိုယူပြီးအချိန်ကုန်မောင်းပြေးခဲ့ပါတယ်။နောက်ဆုံးမှရွာတရာကဖျားစီတီရှိရောက်မှဆိုင်ကယ်ရဲ့ပြီးဖျားရင်ပြေးရှိမှထိုင်ချလိုက်ပါတော့တယ်။နေထွက်လာပြီးလူတွေသွားလာမှပဲကိုစောစိတ်ချလက်ချပြန်ဖြစ်သွားခဲ့ပါတယ်။နောက်မှသိလိုက်ရတာကအဲ့ဒီတောင်ကြားလဲနဲ့ရွာနေချုပ်ဆက်မှာမတော်ဆမှုတွေလူတွေဆုံးမှုတွေမကြာခဏဖြစ်လေရှိပြီးဝိညာဉ်တွေကညဘက်ခီးသွားတွေကိုခြောက်လဲလေးရှိတယ်ဆိုတာပါပဲ။ကိုစောညာရေးခဲ့တဲ့အိမ်ကလူတွေကရောလူစစ်တွေဟုတ်ရဲ့လားဒါမှမဟုတ်